လူတွေကိုအားမနာပါနဲ့လူတန်းကတော့သူတို့တခုခုလှုပ်ပေးတာလိုက်ရောပေးတာကူညီပေးတာအခွင့်အရေးပေးတာကိုကြိုက်ကြတယ်လူကြီးဒါပေမဲ့ပေးပါညာလာတဲ့အခါအဲ့ဒါသူတို့ရပိုင်ခွင့်လို့ထင်လာလှုပ်ပေးနေတာသူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါလှုပ်ပေးရမှာမင်းတာဝန်ဖြစ်လာမလှုပ်ပေးနိုင်တဲ့အခါမှာမင်းကတာဝန်မကြည့်တော့သူတို့အတွက်မိတ်ဆွေကောင်မဟုတ်တော့အရင်ကမင်းလှုပ်ပေးခဲ့သမျှဟာမင်းမလှုပ်ပေးနိုင်တဲ့နောက်မှာလက်ကားဖြစ်သွားအဲ့ဒီအခါအရင်လိုစေတနာတန်တဲ့နဲ့လှုပ်ပေးတာမျိုးတဲ့သူတို့နဲ့ကြည်ပြူအောင်သူတို့နဲ့တဲ့အောင်သူတို့နဲ့အဆင်ပြေအောင်သူတို့စိတ်ကျဉ်တဲ့အောင်သူတို့မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်းဝင်တော့ဝင်မှုဖြစ်လာမနိုင်ဝင်ဖြစ်လာမယ်မလုပ်ပေးနိုင်တဲ့အခါအရင်ကကောင်းခဲ့တဲ့မင်းတို့ဆက်ဆံရေးတွေအဆုံးသတ်အရာအလုံးဟာမင်းအားနာတာကနေစခဲ့တာဒါကြောင့်ဘဝမှာမလိုအပ်ဘဲဘသူ့ကိုမှအားမနာမိစေနဲ့တနေ့မင်းမဲစိတ်ပင်ပန်းနေ